ရှိခိဘယင်တွေကသူ့နိုင်ငံသားတွေကိုစာမသိမိခဲ့တာအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ channel မှာကြိုဆိုပါတယ်ကျွန်တော်တို့ channel ကနေ့စဉ်သတင်းထူးသတင်းမှန်တွေကိုတင်ဆက်ပေးနေတာကြောင့်ကျွန်တော်တို့ channel ကို subscribe လုပ်တာပေးဖို့တောင်းဆိုချင်ပါတယ်စာတက်လာရင်သူတို့လိုအုပ်ချုပ်တက်လာမယ်သူတို့လိုတွေးခေါ်တက်လာမယ်သူတို့လိုပို့ပြီးတော့အသိပညာတွေတက်လာမယ်ကျွယ်ဝလာမယ်အဲ့ဒါဆိုရင်သူတို့ကိုပုံကမ်းမယ်ပေါ့ဗျာအဲကြောင့်ပြည်သူတွေကိုချိုးထားတာအဲ့ဒီဘယင်တွေရဲ့စဉ်းစားမှုတိုင်းမင်းအောင်လိုက်တို့အုပ်စုကစဉ်းစားနေတာပြည်သူတွေကိုတမင်ချိုးထားတာတမင်စာမတက်အောင်လုပ်တာတမင်တုံးအောင်လုပ်တာဒါမှသူတို့ပြောသမျှယုံမယ်ပေါ့ဗျာအခုမနေ့ကအကယ်ဒမီပေးပွဲလို့မနေ့ကသူတို့သူပါရဂူပွဲယူတဲ့ဒီဘွဲနေသမင်ခမ်းပါမှာပြောခဲ့တာမျိုးပေါ့အဲ့သူပြောသမျှကိုပြည်သူကယုံမှာစာမတက်တာဘူးအပြည်သူတွေကစာတက်လာပြီစာတက်တယ်ဆိုတာအလကားတက်တာသင်ရတာကြိုက်တဲ့ပညာရက်ကိုသင်ရတာအဲ့တော့အဲ့ဒီပညာရက်တွေကိုသင်မှုအတွက်စာအုပ်တွေကိုဘယ်သူမှထွင်တာလဲအဲ့ဒါကအလွန်အမတန်ရေးကြီးတဲ့ concept ပဲလူကြီးမင်းများအဲ့ဒီစာတွေအဲ့ဒီအတတ်ပညာတွေကိုသင်ရမယ်အဲ့တော့ကျွန်တော်ကပြောသလိုကျောင်းတစ်ခုဖွင့်တယ်အခုကျွန်တော်တို့ KNY ပြည်နယ်မှာကျောင်းဖွင့်တယ်ဆရာလို့တယ်ကျောင်းသားလို့တယ်စာလို့တယ်အဲ့ဒီသင်မဲ့စာကိုအဲ့ဒီဆရာကတခြားတစ်ယောက်စီကသင်ထားတာအဲ့ဒီဆရာကလည်းအဲ့ဒီစာအုပ်တွေကိုကိုးကားအဲ့ဒီစာအုပ်တွေအဲ့ဒီနည်းပညာတွေကိုဘယ်သူကထွင်ထားတာလဲအဲ့ဒါမေးကုန်တော့သူဖြစ်လာတာမရှိဘူးကဘာကြီးမှာနှစ်ပေါင်းရာနဲ့ထောင်နဲ့တောင်းနဲ့ရာနဲ့ထောင်နဲ့ကြည့်ပြီးတဆင့်ချင်းလူသားတွေကလူအုံနောက်တွေကအကန့်အသက်ပဲရှိတယ်ကျွန်တော်တို့ရဲ့လူအုံနောက်ကအကန့်အသက်ပဲရှိတယ်ကျွန်တော်တို့ရဲ့လူအသက်ကလည်းအကန့်အသက်ရှိတယ်ကျွန်တော်တို့ရဲ့အချိန်တွေကလည်းအကန့်အသက်ရှိတယ်ကျွန်တော်တို့ရဲ့စဉ်းစားပုံကလည်းအကန့်အသက်ရှိတယ်အဲ့တော့အဲ့ဒီပညာတွေကိုတဆချင်းအစကနေစထွင်လာတာပေါ့ဗျာပြောချင်တာတဆင့်ချင်းလွန်ခဲ့တဲ့အနှစ်900နှစ်400 300 200 120 20တဖြည်းဖြည်းနဲ့အချိန်တစ်ခုယူပြီးတူထွင်ခဲ့ရတာအချိန်တစ်ခုယူပြီးကဘာမှာရှိတဲ့အဲ့ဒီပညာရက်တွေကိုထွင်တဲ့ခေါင်းဆောင်တွေကအမျိုးမျိုးစမ်းသပ်ချက်တွေလုပ်အမျိုးမျိုးစာတွေထုတ်ရေးအဲ့ဒါတွေလက်တွေ့လုပ်ကျွန်တော်တို့ပြောတဲ့ research ပေါ့သူသေသနာလုပ်တာပေါ့အခုကျွန်တော်ပြောနေတာက PhD တန်းဆိုတာဒါကိုပြောချင်တာကျွန်တော်တို့ကဒီ level ကိုရောက်ဖို့အတွက်အစုံကျွန်တော်တို့ကသိဖို့လိုတယ်ပြောချင်တာကတစ်ဖက်ပိတ်လုပ်လို့မရဘူးတစ်ဖက်ပိတ်အတွေးခေါ်တွေသွားလို့မရဘူးအစုံသိဖို့လိုတယ်ရှုတော့အစုံကနေသိဖို့လိုတယ်ဒါကြောင့်ကျွန်တော်ရဲ့ light တွေမှာရှုတော့အစုံကိုတမင်ပြောနေတာပြီးတော့ကျွန်တော်ဒီအတွေးမျိုးစုံကိုအမျိုးစုံဘက်ပေါင်းစုံကပြရတာအဲ့တော့ကဘာကြီးရဲ့တိုးတက်လာမှုနဲ့ဒီနည်းပညာတိုးတက်လာမှုကအဲ့ဒီရှုတော့အစုံကနေလူသားတွေအကန့်အသတ်ရှိတဲ့အုံနောက်အစုံကနေပေးထားတဲ့အကန့်အသတ်အချိန်ကြားထဲမှာသူခေတ်သူကာလနဲ့သူလုံနိုင်တဲ့လောက်လုံတယ်အဲ့ဒါကိုအသုံးချတယ်နောက်ခေတ်ကလူကနောက်ထပ်လုံတယ်နောက်အထက်အသုံးချတယ်နောက်ခေတ်ကလူစတေကတစ်လိုပဲတဖြည်းဖြည်းချင်းဒီနည်းပညာတွေကပို့စုံလာတာအဲ့တော့နံပါတ်1အချက်ကျွန်တော်တို့ပြောရမှာအဲ့ဒီနည်းပညာတွေကိုထွင်တဲ့လူထဲမှာမြန်မာနိုင်ငံသားတွေမပါသေးဘူးဒါကျွန်တော်တို့နောက်ကျနေတာဒီနည်းပညာကိုထွင်တဲ့လူထဲမှာဂျပန်ပါလာပြီတရုတ်ပါလာပြီအိန္ဒိယပါလာပြီကျွန်တော်တို့ကကြံခဲ့ပြီထိုင်းတို့ဘာတို့ကစူးစမ်းနေသေးပဲရှိသေးတယ်ဒါပေမဲ့တချို့ဒီနေရာမှာလည်းတီထွင်နေစားဖြစ်နေပြီအဲ့တော့ကျွန်တော်တို့နိုင်ငံကပြောရင်နဲ့တယောက်ဆဲရင်နဲ့တယောက်မုန်းတရားတွေပွားရင်နဲ့ဒီအုပ်ချုပ်ရေးရန်တရားတွေကြားထဲမှာတန်တရားလဲရင်းနဲ့ကျွန်တော်တို့နိုင်ငံကအဲ့ဒီထွင်တဲ့အဆင့်ကိုမရောက်တော့ဘူးဒါတော့စကားချက်ပေါ့အဲ့တော့တဆင့်ချင်းသွားတယ်ကျွန်တော်တို့ရဲ့အုံနောက်ကအစပေါ့အကန့်အသတ်ရှိတယ်အချိန်အကန့်အသတ်ရှိတယ်ကျွန်တော်တို့အကုန်မလုပ်နိုင်ဘူးကျွန်တော်သိတဲ့လောက်လေးနည်းနည်းလေးပဲလုပ်လိုက်တယ်နောက်လူကထပ်လုပ်တယ်သူကပွားတယ်အဲ့လိုပွားလာတာပြောချင်တာကနီးပညာတွေပွားများလာတာအဲ့ဒီထဲမှာကျွန်တော်တို့မြန်မာနိုင်ငံသားဆရာဝန်ကြီးတွေ
မြန်မာနိုင်ငံသားအင်ဂျင်နီယာတွေမြန်မာနိုင်ငံသားယူဘဗေဒပညာရှင်တွေဓာတုဗေဒပညာရှင်တွေစီးပွားရေးပညာရှင်တွေသမိုင်းပညာရှင်တွေတစ်တော်ပညာရှင်တွေစိုက်ပျိုးရေးအကုန်ပေါ့ဗျာကျွန်တော်ပြောချင်တာကိုယ်ပိုင်ထုတ်ထားတဲ့စာအုပ်တွေရှိပြီလားကျွန်တော်တို့မြန်မာနိုင်ငံသားပညာရှင်တွေထုတ်ထားတဲ့မြန်မာနိုင်ငံမှာဗျာပညာတက်လာတာအခုဆိုရင်နှစ်100လောက်ရှိပြီဟုတ်ပြီနော်နှစ်100မကတော့ဘူးတင်နေအင်္ဂလိပ်အုပ်ချုပ်တာ1824အဲ့တော့မြန်မာနိုင်ငံမှာကျောင်းတွေစားဖွင့်တာဘာညာ1850ပဲထားပါတော့1950 2000နှစ်ပေါင်း150ကျော်ပြီမြန်မာနိုင်ငံမှာကျောင်းတွေစလာတာပြောချင်တာကမြန်မာနိုင်ငံမှာအခြေခံမူလတန်းကျောင်းတွေကိုအင်္ဂလိပ်စာဖွင့်တယ်ပြီးတော့အထက်တန်းကျောင်းတွေဖွင့်တယ်ပြီးမှတက္ကသိုလ်တွေအားလုံးဒီအင်္ဂလိပ်ရဲ့ဒီဗြိတိရှားရဲ့သူတို့ပြောနေတဲ့ကလပ်ဖြူပေါ့ဗျာဗြိတိရှားရဲ့စာအုပ်တွေကိုဗြိတိရှားပညာရှင်တွေဆရာတွေကလာဒါရိုက်လာသင်ပေးသွားတာနော်အဲ့တော့ဆရာယူသန်တို့ဘာတို့ကမပေါ်သေးဘူးဖြစ်မှာပေါ့ဗျာအင်္ဂလိပ်ကအရင်လာမှာပေါ့အင်္ဂလိပ်ကလာကျောင်းလာထောင်တာဟုတ်အဲ့တော့နှစ်ပေါင်း150အနည်းဆုံးရှိပြီကျွန်တော်တို့မြန်မာနိုင်ငံမှာပညာစသင်ရတာအဲ့ဒီနှစ်ပေါင်း150ထဲမှာအခုကျွန်တော်တက္ကသိုလ်သင်နေတဲ့ဆေးပညာပဲဖြစ်ဖြစ်အင်ဂျင်နီယာပညာပဲဖြစ်ဖြစ်စီးပွားရေးပညာကကျွန်တော်ပြောတဲ့လောကီလောကုတ္တရာပညာရပ်များအားလုံးပေါ့ဗျာတက္ကသိုလ်တွေမှာရှိတဲ့ဘွဲတွေအားလုံးအဲ့ဒီဘွဲတွေအားလုံးကိုမြန်မာနိုင်ငံသားစစ်ကထုတ်ထားတဲ့စာအုပ်ကိုကျောင်းတွေမှာသင်ယူညွှန်းတဲ့မြင်သင်တာရှိပြီလားသမွေးပညာရပ်များမှာဒါကျွန်တော်မသိလို့ဗျာအဲ့ဒါကျွန်တော်မေးကြည့်တာရှိလားမရှိလားသိတဲ့လူများရှိပြောပေးပါဥမာစေတက်ကတော်ပါဗျာမြန်မာပြည်ကဆရာဝန်ကြီးတယောက်ကရေးထားတဲ့စာအုပ်ကိုပြန်ကိုးကားပြီးသင်နေပြီလားအင်ဂျင်နီယာတက္ကသိုလ်မှာမြန်မာနိုင်ငံကအင်ဂျင်နီယာတယောက်ကရေးထားတဲ့စာအုပ်ကိုသင်နေပြီလားဥမာစီးပွားရေးတက္ကသိုလ်မှာမြန်မာနိုင်ငံစီးပွားရေးပညာရှင်ထုတ်ထားတဲ့စာအုပ်ကိုပြန်သင်နေပြီလားတို့ဒီမို့ကဘာကလက်ခံတဲ့အဲ့လိုစာအုပ်တွေမြန်မာနိုင်ငံရဲ့ပညာရှင်တွေရေးထားတာရှိပြီလား Yes or no Yes or no traditional medicine မပါဘူးလေခဏနေဦးလေဒါတိုင်းရင်းသားစိတ်မပါဘူးတိုင်းရင်းသားစိတ်ကဘာကလက်ခံထားတဲ့သူတေသနာပြုချက်အရာအများကြီးပြောစရာရှိတယ်နောက်ဆိုကျွန်တော်တို့ကအင်္ဂလိပ်စိတ်နဲ့ပဲကူရတာလေကျွန်တော်သိတဲ့လောက်တော့မရှိဘူးဟုတ်ပြီနော်နှစ်ပေါင်း150ကျွန်တော်တို့နိုင်ငံမှာအဲ့လိုမျိုးရေးနိုင်တဲ့အစစ်ကဲစာအုပ်ပြုစုနိုင်တဲ့ကျောင်းသားကိုမပေါ်သေးဘူးဗျဆရာဝန်ဘွဲရတယ်ပါရာဂူတင်တယ်ပြီးတော့သူကစေကန်းဖွင့်စားတယ်ကြီးပွားချမ်းသာသွားတယ်အဲ့လိုစာအုပ်စာတမ်းရေးရမယ်ဆိုတဲ့ပုံစံလဲစူးစမ်းတဲ့လူမရှိဘူးအင်ဂျင်နီယာလည်းအတူတူပဲအင်ဂျင်နီယာဘွဲရတယ်ကုမ္ပဏီထောင်တယ်ကြီးပွားသွားတယ်သင်္ဘောလိုက်တယ်ဘာလုပ်တယ်ညာလုပ်တယ်အစိုးရဝန်တယ်ပြီးသွားတယ်ပြောချင်တာကမြန်မာနိုင်ငံမှာရှိတဲ့ပညာရေးလောကအတိုင်းဝိုင်းပြောချင်တာကတက္ကသိုလ်တွေရန်ကုန်တက္ကသိုလ်မန္တလေးတက္ကသိုလ်ဆေးတက္ကသိုလ်များအားလုံးကခေတ်အဆက်ဆက်မှာအဲ့လိုမျိုးရေးသားနိုင်အောင်အားပေးတဲ့အစိုးရကအားပေးတော့နိုင်ငံတော်ကအားပေးတော့သူတည်တနာပြုလုပ်ချက်နဲ့အဲ့လိုမျိုးလုပ်တဲ့လူတွေကိုလည်းထမင်းစားလို့ရအောင်အားပေးတဲ့ကုမ္ပဏီတွေစီးပွားရေးသမားတွေမရှိခဲ့တာအဲ့ဒါအဓိကပြဿနာဘာလို့လဲမင်းအောင်လိုင်းတို့အုပ်စုပဲ right အဲ့ဒါမျိုးဖြစ်အောင်လုပ်ခဲ့တာဘာလို့လဲမင်းအောင်လိုင်းလို့ပဲအုပ်စုပဲ right or not ဒါကြောင့်ဒီစနစ်ကိုကျွန်တော်တို့ပြောင်းကျင်တာဒါနံပါတ်1အချက်အရေးကြီးဆုံးတစ်ချက်ဒါကြောင့်မင်းအောင်လိုင်းတို့အုပ်စုကိုကျွန်တော်တို့ပြောင်းကျင်တာဘာကြောင့်လဲအဲ့ဒါကတက္ကသိုလ်တွေကနေပြီးတော့ပညာဓာတ်လောကကိုအားပေးရမယ်
ပတ်စံနေပေးရမယ် foundation တွေပေးရမယ်ငှားရမယ်စီးပွားရေးတွေလုပ်ရမယ်ဒါမှသူတို့ဒီလူတွေကဒါလုပ်ချင်ပါလေအခုကမြန်မာနိုင်ငံမှာဘာဖြစ်နေလဲခေတ်ဆက်အာဏာရှင်အောက်မှာတက်ကူတော်ကဘွဲရပြီးတာနဲ့လှုပ်ရှားပြီးထွက်ပြေးတာပဲကျောင်းမှာရှိတဲ့ဆရာမတွေကလည်းဒီစစ်အာဏာရှင်ရဲ့အုပ်ချုပ်မှုအောက်မှာဘယ်သူမှတီထွင်မှုလည်းမရှိဘူးဘာမှလည်းလို့အခြေခံစာသင်ပြီးကျူရှင်သင်ဒါနဲ့ပဲဘဝတွေပြီးသွားကြတာအများစုကပါလေဦးနေဝင်းခေတ်တွေကကျွန်တော်တို့မိခဲ့တဲ့ဦးနေဝင်းခေတ်တွေကနိုင်ငံခြားပညာတော်သင်ကိုပဲမျှော်နေတာနိုင်ငံခြားပညာတော်သင်သွားရင်နိုင်ငံခြားမှာတက်ကူတက်ရရင်အစိုးရလွှတ်မယ်ဆိုရင်3နှစ်သက်နေမယ်5နှစ်နေမယ်အဲ့ရတဲ့ပတ်စံလေးတွေစကောလာရှိရတဲ့ပတ်စံတွေစုလာမယ်ပြန်လာရင်အထုပ်ပိုက်ပြီးပြန်လာမယ်ဒါတော့ပဲသူတို့စဉ်းစားတာအဲ့တော့အဲ့ဒီခွင်းဆက်ကဗမာပြည်မှာလုံးဝပြတ်သွားတယ်နော်နံပါတ်1ချက်အဲ့တော့အဲ့ဒီကဘာကြီးမှာလေဒီထိုနည်းလေးကောင်းမယ်အားပေးတဲ့နိုင်ငံတွေကကြတော့အဲ့ဒါကိုအားပေးတဲ့ခါကြတော့စောစောတုန်းကကိုယ်တိုင်ရေးတဲ့ဆရာတွေပေါ်လာတယ်ကိုယ်တိုင်ရေးတဲ့ဆရာတွေပေါ်လာမှဒီပညာရက်ကိုတက်ထီထွင်တဲ့စာအုပ်အသစ်တွေပြောချင်တာနီးပညာအသစ်တွေထွက်တယ်အိန္ဒိပညာအသစ်တွေကိုပြဋ္ဌာန်းစာအုပ်ထဲမှာထက်ရေးတယ်အဲ့ဒါကိုအပြင်မှာပစ္စည်းထုတ်တယ်အဲ့လိုတစ်စင်းအခုလိုဒီအခစ်ကိုရောက်သွားတာလေမြန်ထုတ်တဲ့စင်ဒုံကြီးထုတ်တဲ့စင်ဦးလာကဘာကိုသွားတဲ့စင်အခုဆိုရင်မှာအီလိုမန်တို့ဆိုရင်လာကဘာမှာဟိုတယ်တော့သွားဆောက်တော့မှာအများကြီးအဆင့်နေမြင့်ကုန်တာနော်အခုဆိုလူတယောက်နဲ့တယောက်တွေ့လို့ရတယ်လူတယောက်စကားပြောလို့ရတယ်လူတယောက်မြင်လို့ရတယ်လူတယောက်အကုန်သိရကဘာကြီးအဲ့လောက်ထိမြင်လာတာဒါပေမဲ့အဲ့ဒီထဲမှာကဘာနဲ့အဝံပြောင်းလဲဘာခွင့်မပေးခဲ့ဘူးဘာခွင့်ပေးရကောင်းမှန်းလဲသူတို့မသိဘူးအဲ့ဒါကိုလုံးအကောင်းမှန်းလဲမသိဘူးသူတို့ဒီလုံခြုံရေးအကျိုးမြတ်နဲ့အဲ့ဒီကျောင်းတွေကိုဘယ်လိုပိတ်ရမလဲအဲ့ဒီကျောင်းသားတွေကိုဘယ်လိုထောင်ထဲထည့်ရမလဲအဲ့ဒီကျောင်းတွေကိုဘယ်လိုလူစုခွဲရမလဲတနိုင်ငံလုံးကျောင်းတွေလိုက်ထောင်ပြီးတော့ဘယ်လိုပြောမလဲပညာရေးစနစ်ကိုမျိုးစုံပြောင်းဖို့ဒါပဲသူတို့စဉ်းစားနေတာအဲ့တော့ကဘာကြီးကဘာလူသားတွေပေါ့ကဘာမိသားစုဝင်တွေကအပြိုင်အဆိုင်သူတို့ရဲ့တာဝန်အရာဒီပညာရက်တိုင်းမှာဘာသာစုံပညာရက်တွေကိုတိုးတက်အောင်စ조사နေတဲ့အဲ့ဒီအဝန်းဝိုင်းထဲမှာမြန်မာနိုင်ငံသားတွေမပါခွင့်မရခဲ့ဘူးဘယ်သူကြောင့်လဲမင်းအောင်လှိုင်တို့ကြောင့်တရုတ်နိုင်ငံကကြတော့သူ့နိုင်ငံသားတွေကိုပါခွင့်ပေးလိုက်တာဒါကြောင့်ကမ္ဘာပေါ်မှာတရုတ်ကနံပါတ်2ဖြစ်လာပြီအိန္ဒိယပါခွင့်ပေးလိုက်တယ်နံပါတ်4ဖြစ်လာပြီဂျပန်ပါခွင့်ပေးလိုက်တယ်နံပါတ်2ဖြစ်နေပြီအမေရိကန်ပါခွင့်ပေးလိုက်တယ်နံပါတ်1ဖြစ်နေပြီ UK ဥရောပနိုင်ငံတွေဂျာမနီတို့ပါခွင့်ပေးနံပါတ်5နံပါတ်6နံပါတ်9နံပါတ်8တွေဖြစ်ကုန်ပြီအဲ့တော့နိုင်ငံတကာနိုင်ငံရဲ့တိုးတက်မှုဟာဒီမိုကရေစီစနစ်ဆိုတာခဏဖယ်ထားအောင်အဲ့ဒီကမ္ဘာအဝန်းဝိုင်းထဲမှာကိုယ်နိုင်ငံသားတွေဘလောက်ပါဝင်ပတ်သက်နေတယ်လဲပေါ်မှာကမ္ဘာကြီးမှာအစစ်1 2 3 4ဝင်သွားတာပြောချင်တာကအဲ့လိုနဲ့ကမ္ဘာသူကမ္ဘာသားတွေကသူတို့မှအကန့်အသတ်ရှိတယ်ဘယ်လိုပြောမလဲခေတ်တစ်ခေတ်မှာလူတယောက်စီအကုန်မသိဘူးဗျအခုနောက်ဆုံးဖြစ်ပေါ်တိုးတဲ့နေတဲ့ဂျိုဒုသွားတဲ့စနစ်တွေအခုပြောနေတဲ့ Starlight Satellite တွေဒါတွေအားလုံးဒီခေတ်မှာတီထွင်ထားတာမဟုတ်ဘူးလွန်ခဲ့တဲ့နှစ်ပေါင်း200 300တွေကတီထွင်ထားတဲ့ပစ္စည်းတွေကိုစစ်ကဲစုပေါင်းဆက်ပေါင်းလုပ်ပြီးတော့အီလွန်မာကထပ်ထွင်လိုက်တာအီလွန်မာကအစဆုပ်ထွင်ထားတာမဟုတ်ဘူးအရင်က signal နီးပညာတွေကြောက်တယ်အဲ့ဒါတွေအများကြီးပေါ့အစစ်ရှိတယ်အဲ့ဒီအမှန်အီလွန်မာနောက်လာမယ့်မျိုးဆက်တွေကအီလွန်မာနဲ့ပိုကောင်းတော့ဆက်ထွင်အောင်ပါဒါပေမဲ့အဲ့ဒါမျိုးလှုပ်ဆောင်ပေးနိုင်တဲ့နိုင်ငံတွေနဲ့အစိုးရတွေကကမ္ဘာမှာနံပါတ်1ဖြစ်နေတယ် right ဒါပေမဲ့ဒီနေရာမှာကျွန်တော်တို့ကပြောစရာရှိတာကကျွန်တော်တို့အုံနောက်တွေကျွန်တော်တို့ရဲ့စဉ်းစားပုံတွေအကန့်အသတ်ရှိတယ်အဲ့တော့ခဏတော့ចောင်းသားကိစ္စနဲ့ဆက်လိုက်ရမယ်ဆိုကျွန်တော်တို့အုံနောက်ဒီငကိုကဗလာကြီးအဲ့တော့အဲ့ဒီဗလာကြီးအုံနောက်ဒီကျွန်တော်တို့စာမတင်ရဘူးစာမဖတ်ရဘူး
ဒီအတွေ့အကြုံတွေအားလုံးကိုရုံးမြင့်တန်ကြားကအခုခေတ်တော့စာဖတ်စရာမလိုပါဘူးရုံးမြင့်တန်ကြားတွေ TV ကနေနားထောင်တာဗီဒီယိုနားမထောင်ရဘူးဆိုကျွန်တော်တို့ဘာမှအုံနောက်ထဲမှာအသိမရှိဘူးအဲ့တော့ကျွန်တော်တို့ခေတ်ကငငယ်ကပြောသလိုစာမတက်တဲ့လူဒီငတုံးဖြစ်တယ်ဆိုတော့အတိတ်ပဲဘာမှသူမသိဘူးတင်းတဲ့ပေါင်နှစ်လည်းသူမသိဘူးဈေးပတ်စံလည်းသူမရည်တွက်တတ်ဘူးကျွန်တော်တို့ခေတ်ကကြော်ဟင်းရိုက်ခဲ့တဲ့ငါးပြားလို့ရုပ်ရှင်တွေလို့ပေါ့तू ကစာမမတင်ရတဲ့ခါကျတော့ तू အုံတော့ညံလည်းမမီဘူးညံရင်မမီတဲ့သူများကိုအယုံလွယ်တယ်သူများလိန်တာခံရတာပေါ့ तू မှမစင်စားတတ်တာစာမတက်တဲ့လူကရင်ကျေးမှုလည်းတိတ်မရှိဘူးပေါ့သူတို့ပြောချင်တာကဘာမှမသိဘူးဒါဆိုရင်စာတက်တယ်ဆိုတာဘာလဲဘာကြောင့်ကျွန်တော်တို့ကလေးတွေကိုငငယ်လေးကအကြောင်းကိုပို့နေတာကျွန်တော်တို့အုံတောက်သေးကိုရိုက်ထဲတာအုံတောက်သေးကိုအစ်တွေကလေးတွေကိုကလေးအုံနောက်နဲ့အညီပြေစာတွေရိုက်ထဲတာအစ်လေးတွေရိုက်ထဲတာနေကအရှိရထွက်တယ်အနောက်ကထွက်တယ်ကဘာကြီးကဘာဖြစ်တယ်ဘယ်လိုအဲ့လိုတဖြည်းဖြည်းရိုက်ထဲယူတာအဲ့တော့အဲ့လိုရိုက်ထဲမှာအခုတက္ကသိုလ်ရောက်လာတယ်တက္ကသိုလ်စေတက္ကသိုလ်တက်ဖို့အတွက်အခြေခံအထက်တန်းကျောင်းမှာအင်္ဂလိပ်စာတော်ရမယ် biology ဆိုတဲ့ခန္ဓာဗေဒပတ်သက်တာကိုတော်ရမယ်အဲ့ဒါမှ तू ကခန္ဓာကိုယ်နဲ့ပတ်သက်တာဒီ biologist တွေ तू က bio တွေကို तू ကလေ့လာတော့မှဖြစ်တယ်တွေ့အဲ့ဒါမပါဘဲနဲ့စိတ်တက်ကို तू လက်မခံဘူးဥမာ engineer ဖြစ်မဲ့လူကသင်္ချာတော်မှသွားလို့ရမှာဒါမျိုးတွေပေါ့ physics အနည်းဆုံးယူဘဗေဒတော်မှ engineer လုပ်လို့ရဒါမျိုးတွေက तू ကအခြေခံသွားတာအဲ့တော့ဒါပေမဲ့အဲ့ဒါတွေအားလုံးဒီကျွန်တော်တို့စာသင်ခန်းထဲကနေပြီးတော့ဆရာမတွေနဲ့ခဏတော့ပြတ်ထန်းထားတဲ့စာအုပ်တွေကိုကြည့်ပြီးကျွန်တော်တို့ကိုအုံနောက်တဲ့ကိုရိုက်ထည့်လို့ကျွန်တော်တို့သိတာဟုတ်တယ်နော်အချိန်ပေးရတာအခုဒီကရင်ဒီကကလေးတွေကဒီเจ้าနာမှာဖွင့်ရင်ဆရာဝန်ဖြစ်လာစရာအကြောင်းမရှိဘူးဒီเจ้าကိုတစ်နှစ်နှစ်နှစ်အနည်းဆုံးဆရာနာရှင်ဘုံကျဲနေတဲ့ဂျားတွေကနေသူတို့ဒုက္ခခံလိုက်ရင်သင်တဲ့ဆရာတွေကလည်းရန်ကုန်စိတ်တက်ကတူမန္တလေးစိတ်တက်ကတူကတကယ်ဆရာကြီးတွေတင်းနဲ့ပြဋ္ဌာန်းစာအုပ်ကလည်းကဘာကျော်စာအုပ်တွေကိုပြဋ္ဌာန်းပြီးသင်မှာဖြစ်တဲ့အတွက်ဘယ်လိုပဲဖြစ်ဒီကလေးတွေဒီဆရာဝန်ဖြစ်သွားမယ်လူတယောက်ကိုစေကူပေးလို့ရမယ်လူနာတွေကိုစေကူပေးလို့ရမယ်အသက်ကယ်ပေးလို့ရမယ်ဒါပေမဲ့ဒီကလေးတွေကဒီကင်းနီပြည်နယ်မှာရှိတဲ့ဒီတော်လန်ခေါင်းဆောင်တွေကဒီเจ้าကိုမဖွင့်ဘူးဆိုရင်ကင်းနီပြည်နယ်မှာဒီဆရာဝန်တွေထွက်လာစရာကိုအကြောင်းမရှိဘူး right or not ရောဟုတ်တယ်နော်အဲ့ဒါကအဲ့ဒီသင်ပေးတဲ့ဆရာမှာလည်းအကန့်အသတ်ရှိတယ်လက်ခံတဲ့ကျောင်းသားမှာလည်းအကန့်အသတ်ရှိတယ်သင်တဲ့စာအုပ်မှာလည်းအကန့်အသတ်ရှိတယ်အဲ့တော့ဒီဆရာကဘာကိုသင်မှာလဲသူတို့သင်နေကြတမယိုးကြပေါ့ဗျာဟုတ်တယ်မလားယောဂဖြစ်ရင်ဘိုင်းနိုင်ဘာကြောင့်ဖြစ်တယ်လဲခဏကျွန်တော်ပြောသလိုဟိုအစာရင်လီနာတာဘာဖြစ် acid ထွက်လို့ acid ကဘယ်လိုထွက်ပဲနှလုံးကိုရိုက်လို့နှလုံးကိုရိုက်တဲ့ခါကျမှနှလုံးခုန်လို့နော်နောက်အသက်ရှူအသက်ရှူလေတူးညဉ့်ညမ်းတိုင်းကူးလာတဲ့ခါမှာအဆုတ်ယောဂဖြစ်တာပြီးတော့မွေးရပါအဆုတ်နာယောဂပါလာလို့နှလုံးအဆုတ်ရှင်ကျင်းပြီးတော့နှလုံးကအဆုတ်ရှင်ကျင်းတယ်အနှုတ်ပါရှိတယ်နှလုံးသွေးကြောကျင်းတယ်အဲ့ဒါမွေးရနှလုံးယောဂပါလာတာတို့နော်ပြီးတော့သွေးတိုးတယ်ပေါ့ဗျာသွေးတွေတိုးတဲ့ခါကျတော့လူတွေအားလုံးကသွေးတွေတက်ဆောက်တယ်တက်ဆောက်ပြီးတော့ခါကျတော့လေဖြတ်တာတွေဖြစ်တာတို့နှလုံးထဲကိုသွေးရောက်ပြီးတော့ပြတ်ထွက်သွားတာတို့အုံနောက်ဖြစ်တာတို့ဟုတ်တယ်မလားနောက်တော့ဒီခန္ဓာကိုယ်ရဲ့ဒီအစားအသောက်မမှန်ဘူးဆိုဝန်းချုပ်တယ်ဝဘူးချုပ်ယောဂရမှာလို့ဒါမျိုးတွေပေါ့ဗျာဒီအခြေခံတွေပေါ့နောက်ပြီးတော့ဖြစ်လာတဲ့ပိုးမွားဒဏ်တွေပေါ့နော်ဒီကတော့ bio နဲ့ပတ်သက်တာပေါ့အခုပြောတဲ့ virus တွေပေါ့ဒီပိုးမွားတွေဝင်လာမယ်တတ်မယ်ဘယ်လိုစိတ်နဲ့တတ်မယ်အဲ့ဒါနောက်ဆုံးတော့ penicillin နဲ့မျိုးစားတွေပေါ့နောက်ဘာစိတ်နဲ့တတ်မယ်ဘယ်လိုလုပ်မယ်ခန္ဓာကိုယ်မှာရှိတဲ့သွေးကဘာသွေးသားရှိတယ်ခန္ဓာကိုယ်မှာရေဓာတ်ကဘယ်လောက်လေဓာတ်ကဘယ်လောက်ကမ်မီကယ်ကဘယ်လောက်ဒါတွေပေါ့ဗျာအဲ့ဒါတွေအားလုံးကိုခြုံငုံပြီးသင်တာပေါ့ဗျာခန္ဓာကိုယ်ရဲ့လေပတ်ပုံမျက်လုံးကဘယ်လိုလုပ်လဲအုံနောက်ဘယ်လိုလုပ်လဲနှလုံးကဘယ်လိုလုပ်လဲနှလုံးသွေးကြောသွေးပြန်ကြောသွေးလှုပ်ကြောဘာညာပေါ့ဗျာနော်ဒါကျွန်တော်တို့လည်းကြားဘူးနာဝရှိထားတာတွေပေါ့နော်သိပညာလည်းမတတ်ဘူးပါဘူးအဲ့တော့ဒါမဲ့အဲ့ဒီဆရာတွေကသူကစာသင်တဲ့အဆင့်သူများစာအုပ်ကိုပြန်သင်တဲ့အဆင့်သူအတွေ့အကြုံနဲ့သူသင်တာမှန်တယ်ဒါပေမဲ့ယောဂကြီးမှာကုလို့မရတဲ့ကင်ဆာကိုဘယ်လိုကုရမလဲသူလည်းမသိဘူး right ကင်ဆာဘယ်လိုကုရမလဲသူမသိဘူးစောစောပြောတဲ့ကတော့ traditional ပေါ့ဗျာဒီတိုင်းရင်းဆေးတွေကတော့ကင်ဆာပြောက်တယ်ဒါသူပြောနေတာပဲဒါပေမဲ့လက်တွေ့မှာကင်ဆာကိုဘယ်လိုကုရမလဲဘယ်သူမှမသိဘူးပြီးတော့dementia ဒီ dementia
ဒီအသက်ကြီးလိုက်မေ့တက်တဲ့ယောဂဘလို့ကုရမယ်အခုဒီဆေးမပေါ်ဘူးမသိသေးဘူးပြောချင်တာကအဲ့ဒီပေါ်လာတဲ့ယောဂအဆန်းတွေကိုအခုလိုအစားတို့ကုတာတို့ခွဲစိတ်တာတို့ဆေးတိုက်ပြီးကြောက်ကြအောင်ဆေးတိုက်လိုက်တာလို့နှလုံးဒီဖောနေတာကိုစီးချိုဒီဘာလဲစီးသွားတဲ့ဆေးတိုက်လိုက်တာတို့ဒါမျိုးတွေပေါ့ဗျာအမျိုးစုံပေါ့နော်ကျွန်တော်တို့အခုဆို virus ပဲကူးတယ်ဆိုရင် penicillin တောက်လိုက်တာတို့အဲ့ဒါမျိုးတွေနဲ့နော်အယောင်နေဆိုရင်ရောင်ကြစေးတောက်ဒါလေးတွေနဲ့ကြာကျွန်တော်တို့ကဒါလူတိုင်းဆရာဝန်တိုင်းကုနေတာအဲ့ဒါတွေအားလုံးလေအဲ့ဒီဆေးတွေပေါ်ဖို့တဲ့အရှိလွန်ခဲ့တဲ့အနှစ်ပေါင်း100 200ကမလွန်ခဲ့တဲ့အနှစ်ပေါင်း40 50ကပညာရှင်ပေါင်းများစွာကဘာနဲ့အနှံ့တီထွင်ခဲ့တာစမ်းသပ်ခဲ့တာသူတင်သားလုပ်ခဲ့တာအဲ့ရနေအဲ့ဒီရရှိလာတဲ့အကျိုးကျေးဇူးတွေကိုသူတို့ကဆေးထုတ်ရောင်းတယ်ဆေးပညာနဲ့စာအုပ်တွေနဲ့ဆရာတွေကိုသင်တယ်ဆရာဝန်တွေကတက်သွားတယ်ပို့သိသွားတယ်ကျွန်တော်တို့ကုတယ်ကျွန်တော်တို့ကအဲ့ဒီဆေးအသစ်တွေနဲ့ကျွန်တော်တို့ကကျန်းမာလာတယ်အသက်တွေပိုရှိလာတယ် right ဒါမဲ့အဲ့ဒီဆရာဝန်တိုင်းမြန်မာနိုင်ငံကဆရာဝန်ဖြစ်အမေရိကန်ကဆရာဝန်ဖြစ်အိန္ဒိယတရုတ်ဘယ်ဆရာဝန်ဖြစ်သူတို့မှာအကန့်အသတ်ပဲရှိတယ်သူတို့သိတဲ့အသိအကန့်အသတ်ပဲအကုန်မသိနိုင်အဲ့ဒီတည်းမှာအဲ့ဒီဆေးပညာထွင်ထားတဲ့ဆေးပညာစာအုပ်100 1000သူတို့အကုန်အဲ့လောက်ပဲမှတ်ရတယ်အဲ့မှာဆရာဝန်ဖြစ်ဖို့အင်ဂျင်နီယာဖြစ်ဖို့ဆိုရင်ကျောင်းမှာသင်ထားတဲ့အဲ့ဒီ theory တွေအဲ့ဒီအယူဝါဒတွေသူပုံဆွဲတာတွေခဏတော့အင်ဂျင်နီယာမှာဆိုလဲအင်ဂျင်နီယာအသုံးနှုန်းတွေအဲ့ဒါတွေအားလုံးကျွန်တော်တို့အုံနောက်ထဲမှာစာအုပ်ပေါင်းများများစာကိုဖတ်ပြီးမှတ်ထားရတာအဲ့တော့ကျွန်တော်တို့ရဲ့အုံနောက်ဒီစာအုပ်100နဲ့ပုံမမှတ်နိုင်ဘူးဆရာဝန်တယောက်ရဲ့အုံနောက်ဒီစာအုပ်ပေါင်း1000နဲ့ပုံပြီးခေါင်းတော့သူမမှတ်နိုင်ဘူးနော်သူလေ့လာထားတဲ့ဆေးပညာစာအုပ်တွေသူလေ့လာထားတဲ့လူနာမှတ်တမ်းတွေသမိုင်းတွေပေါ့လူနာရဲ့အချက်လက်တွေအားလုံးဒီလူနာမော1000ရဲ့ဟာတွေအားလုံးသူမှတ်ဖို့မလွယ်ဘူးဘာတော့ तू ကအဲ့ဒီပုံမှာကြည့်ပြီး तू အတွေ့အကြုံဆိုတာကျွန်တော်တို့အခုကျွန်တော်အနှစ်30အလုပ်လုပ်နေတယ်ဒီဆေးရုံမှာ10နှစ်လုပ်နေ10နှစ်ကျွန်တော်အလုပ်တွေ့ကြုံလောက်ပဲကျွန်တော်သိတာဒါကဘာလုံးဆေးရုံတွေအတွေ့အကြုံကျွန်တော်မှမရှိပြောချင်တာကျွန်တော်တို့အုံနောက်ကအဲ့လောက်မမှတ်နိုင်ဘူးအဲ့ဒါကိုဘယ်သူကမှတ်ပေးမယ်ထင်လဲအဲ့တော့ဒီဆေးတွေတီထွင်တဲ့လူခဏတော့ကဒီယောဂအခုထုံးတွေကိုတွေ့ရှိတဲ့လူတွေကတယောက်ကဘာလုံးပါဗျာနိုင်ငံပေါင်း100မှာလူ100ရှိမယ်သူတို့ကအကန့်အသတ်နဲ့ तू ကနည်းနည်းသိမယ်ငါက तू ကမြအဲ့လိုသိတာသူတို့တွေအကုန်မမှတ်နိုင်ဘူးအဲ့ဒါကိုအကုန်မှတ်နိုင်တဲ့လူပေါ်လာပြီဘာလို့လဲအဲ့ဒါကိုအကုန်မှတ်တယ်လူပေါ်လာပြီအကုန်သိတဲ့အုံနောက်ကြီးတဲ့လူပေါ်လာပြီအဲ့ဒါဘာလို့လဲဦးကျွန်တော်ကပြောသလိုပဲလေနိုင်ငံပေါင်း100မှာရှိတဲ့ဆရာဝန်100သိပ္ပံပညာရှင်100ကသူအကန့်အသတ်နဲ့ပဲလူတယောက်မှစာအုပ်ပေါင်း100လောက်ပဲသူသိမှာကျွန်တော်တို့အခုသိနေတဲ့ဟာလဲကျွန်တော်ဖတ်ထားတဲ့စာအုပ်တွေကိုကျွန်တော်ပြောတာဘာလို့လဲအဲ့ဒါကိုအကုန်သိတဲ့လူပေါ်လာပြီဘာလို့လဲ AI အဲ့ဒီကတော့စာအုပ်တွေအားလုံးကို AI ကအကုန်မှတ်နိုင်တယ်ကျွန်တော်တို့လူတယောက်ရဲ့အုံနောက်ဒီစာအုပ်1000 100ကိုပဲမှတ်နိုင်တဲ့အချိန်ဦးကျွန်တော်ရဲ့ဘဝအတွေ့အကြုံမှာကျွန်တော်အနှစ်30ကမှတ်နိုင်တဲ့အချိန်မှာ AI ကနှစ်1000စာအတွေ့အကြုံအားလုံးကိုသူမှတ်နိုင်တယ်အဲ့တော့လွန်ခဲ့တဲ့နှစ်ပေါင်း1000ကကဘာကြီးဘယ်နေရာမှာဘာဖြစ်တာဆို AI သူ့အုံနောက်ထဲမှာအကုန်ရှိတယ်အဲ့တော့တကဘာလုံးမှာရှိတဲ့ဆေးပညာစာအုပ်ပေါင်းသိန်းနဲ့ရှိတဲ့ဟာအားလုံး AI ကသူ့အုံနောက်ထဲမှာထည့်ထားတယ်အဲ့လိုတီထွင်နေတဲ့ AI တီထွင်တဲ့အထဲမှာကျွန်တော်တို့မြန်မာနိုင်ငံသားတွေတယောက်မှမပါဘူးသဘောတူပါသလား yes or no AI ဘလို့အလုံးလုံးနေလဲဆိုတာတော့မြန်မာနိုင်ငံသားအကုန်လုံးမသိသေးဘူးသဘောတူပါသလား yes or no အဲ့ဒါဘာလို့အပြည့်လဲဒီဆရာလာရှင်တွေအပြည့်ဒေါ်ဆန်းစုကြည်ကဖွင့်ပေးဖို့စူးစမ်းတဲ့အချိန်မှာမင်းအောင်လှိုင်ကဖျက်ဆီးပလိုက်တာသဘောတူပါသလား yes or no 6800စားဒီတေချာနားထောင်လူကြီးမင်းတို့ကိုကျွန်တော်မဆဲဘူးပြန်ဒါပေမဲ့လူကြီးမင်းတို့ကိုကျွန်တော်အကျိုးအကြောင်းနဲ့ရှင်းပြနေတာအဲ့ဒီတီထွင်တဲ့အထဲ AI ကိုတီထွင်တဲ့အထဲမှာမြန်မာနိုင်ငံသားတွေတယောက်မှမပါဘူးအကြောင်းရင်းကမင်းအောင်လှိုင်ကြောင့်ဒေါ်ဆန်းစုကြည်ကစလုပ်ပေးဖို့စ조사နေပြီအဲ့ဒါကိုဖျက်ဆီးလိုက်တာဘာလို့လဲမင်းအောင်လှိုင်
ဒါကြောင့်ဒီစစ်အောင်နာရှင်တွေကိုကျွန်တော်တို့ဖယ်ရှားနေတာသူတို့ကိုမုန်းလို့မဟုတ်သူတို့ကြီးပွားတာမနာလို့မဟုတ်ဒီလူတွေဆက်ရှိနေကျွန်တော်တို့နိုင်ငံသားတွေအားလုံးဒီကမ္ဘာပေါ်မှာအညံ့ဆုံးနဲ့အတုံးဆုံးနဲ့ကမ္ဘာပေါ်မှာအစင်းရဲဆုံးနဲ့အဆုတ်ပြတ်ဆုံးဖြစ်တော့မှာဒီလူရန်ကုန်တက်ကိုတက်ပြီးပောက်ပြရတွေပြောနေတာပြောနေတယ်ဘယ်နေ့အကယ်ဒမီမှာတက်ပြီးပောက်ပြရတွေပြောနေတာလားပြောနေတယ်သူ့ကြောင့်အကုန်ပြက်စီးသွားတာသူ့ကြောင့်ကမ္ဘာပေါ်မှာကျွန်တော်တို့မြန်မာနိုင်ငံသားတယောက်မှတီထွင်နိုင်တဲ့စာအုပ်တုပ်တော့မရင်းနိုင်တဲ့ဘဝကိုရောက်နေပြီကျွန်တော်တို့မြန်မာနိုင်ငံသားတွေအုံနောက်ရှိတယ်ကျွန်တော်တို့မြန်မာနိုင်ငံသားတွေစာဖတ်နိုင်တယ်ကျွန်တော်တို့မြန်မာနိုင်ငံသားတွေတီထွင်နိုင်တယ်အဲ့ဒါတွေအားလုံးကိုပိတ်ဆို့ထားတာဒီစစ်အာဏာရှင်တွေသဘောတူပါသလား yes or no သဘောတူပါသလား yes or no ဒီလူတတိုင်းဟာဒီချက်ဖို့အုပ်စုတွေနဲ့ဒီဗိုလ်ချုပ်အုပ်စုတွေဟာကျွန်တော်တို့ရဲ့အုံနောက်တွေကျွန်တော်တို့ကဘာပေါ်မှာကျွန်တော်တို့ရဲ့ကဘာနိုင်ငံသားတယောက်အနေနဲ့ကဘာလူအဖွဲ့အစည်းမှာပါဝင်နေတာကိုပိတ်ဆို့ထားတာအဲ့ဒီအုပ်စု